အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီ time tourist နလာဗီဇာလေးကိုပေါ့နော်ရှောင်းနည်းလေးကိုဒီဗီဒီယိုလေးမှာတေချာရှင်းပြထားတယ်ဒီဗီဇာလျှောက်တဲ့ဟာတွေကိုအမတို့ရဲ့ Facebook page မှာလည်းတင်ထားတယ်ပေါ့နော်အဲ့တော့ကိုက Facebook page ကနေပဲကြည့်ပြီး YouTube ကဗီဒီယိုဟာပဲ like လုပ်လို့ပေါ့နော် like လုပ်ပြီးတော့ရှောက်လို့ရပါတယ်ပထမဦးဆုံးတော့အမတို့ဒီ time visa လျှောက်မယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်ကပေါ့နော် visa ကြေးပေးရတာက USD 40ပေါ့နော်အဲ့လောက်ဝင်ကျင်ပေးရတယ်ကြာချိန်ကတော့ working day 3 to 5 days လို့ပြောထားတယ်အမတို့ကတော့3ရက်အတွင်းရတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုကဒီ visa လျှောက်တဲ့အချိန်မှာဒီထိုင်းနိုင်ငံမှာရှိနေလို့မရဘူးပေါ့နော်တခြားနိုင်ငံကနေလျှောက်ကြမယ်ဒီကောက် visa လျှောက်တော့ပေါ့နော်သူတို့တောင်းတဲ့requirement တွေကများတယ်ဒါပေမဲ့အဲ့ဒါလေးကိုပဲတေချာပေါ့နော်သူတို့တောင်းတဲ့ဟာလေးကိုသူတို့ပြန်ပို့ပေးလိုက်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်အဲ့တော့အမ3ရက်တွင်ရခဲ့တယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်အမတို့ time visa လျှောက်တဲ့အချိန်မှာလိုအပ်တဲ့စာတမ်းတွေပေါ့နော်အဲ့ဒီစာတမ်းတွေကိုအမတို့က scan လုပ်ပြီးတော့ upload တင်ပေးရမယ်အဲ့ဒါက file တစ်ခုကိုပေါ့နော် site က limit ရှိတယ်2 MB ကျော်လို့မရဘူးပေါ့နော်ပထမဦးဆုံးတော့အမတို့ passport လိုမယ် passport ကတော့ထုံးစံတိုင်းပဲအနည်းဆုံးသက်တမ်း6လရှိတဲ့ passport လိုမယ်ပေါ့နော်ပြီးရင်တော့ကိုနေထိုင်ရပေါ့နော်ကိုမြန်မာနိုင်ငံမဟုတ်လို့ရှိရင်လက်ရှိကိုနေထိုင်ရနိုင်ငံရဲ့ visa ပေါ့နော်အမကတော့ Vietnam မှာ3လ visa နဲ့နေရဆိုတဲ့အတွက်ကိုအဲ့3လ visa ဓာတ်ပုံလေးရိုက်ပေးရတယ်ပေါ့နော်အဲ့လိုဒီလိုမျိုးစာရွက်ကလေးပေါ့နော်ဒါလေးကိုအမတို့ဓာတ်ပုံရိုက်ပြီးတော့တင်ပေးရတယ်နောက်တစ်ခုကတော့ဓာတ်ပုံပေါ့နော်ဓာတ်ပုံကတော့သူတို့ဒီထိုင်းကသတ်မှတ်ထားတဲ့ passport ဓာတ်ပုံပေါ့နော်ဒီ passport photo size အလျားအနံကတော့ပေါ့နော် 3.5 cm နဲ့ 4.5 cm ပေါ့နော်အနောက်ကအဖြူအောင်ဖြစ်ကြမယ်အဲ့ဒီဓာတ်ပုံရိုက်တာကလည်း size မှာသွားရိုက်ချာမလို့ပေါ့နော်တေချာကောင်းကောင်းမွန်မွန်လေး natural light တွေနဲ့ရိုက်လို့ရှိရင်လည်းရတယ်ပေါ့နော်ဒါမှမဟုတ်တကယ်လို့မသိလို့ရှိရင်လည်းအမအောင်လာမေးပေါ့နော်အမ short video လေးလုပ်ပေးမယ်ဓာတ်ပုံကိုရိုက်တဲ့အခါမှာကိုယ့်အကိုရိုက်လို့ရတယ်ကိုယ့်အကို canvas မှာ site ချိုးပြီးတော့ upload တင်လို့ရတယ်ဘာမှမဖြစ်ဘူးအကုန်ဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကတော့အမတို့လေးရင်လက်မှတ်သွားပြန်လေးရင်လက်မှတ်လုပ်မယ်ဒါကတော့အခုအပြန်အတွက်ကိုပေါ့နော် reserve လုပ်ထားတဲ့လေလက်မှတ်တို့ဘာလို့တော့ပြလို့ရတယ်နောက်ပြီးတော့နေထိုင်မဲ့နေရာဒီနေထိုင်မဲ့နေရာကလေအမကရက်60နေမယ်ဆိုပေမဲ့ပထမဦးဆုံးအမ file တွေကိုတင်လိုက် document တွေကိုတင်လိုက်တော့အမ3ရက်စာပေါ့နော်ပထမ3ရက်စာကိုပဲအမဟိုတယ်ကိုပဲတင်ပေးလိုက်တာအဲ့တော့သူတို့ကဘာပြန်ပြောလဲဆိုတော့အမ document ပြန်တောင်းတယ်ဘာ document လဲဆိုတော့ဒီရက်60စလုံးနေမဲ့ဟိုတယ်ပေါ့နော်ဒါမှမဟုတ်လဲ Airbnb ဆို Airbnb ပေါ့ကိုနေထိုင်မဲ့ရက်60လုံးနေထိုင်မဲ့နေရာကိုပြန်တောင်းတယ်အမ booking ကိုသွားလိုက်တယ် booking ကို .com website ကိုသွားလိုက်တယ်ပြီးတော့အမrefundable ပေါ့နော်ပြီးလို့ရှိရင် free cancellation ဆိုတဲ့ဟိုတယ်လေးတွေရှာလိုက်တယ်ရှာပြီးလို့ရှိရင်အဲ့ဒါအမ book လိုက်တယ် book လိုက်တဲ့အချိန်မှာအမတော့ confirmation ဟာလေးတွေရတယ်ပေါ့နော်အဲ့ဒါလေး PDF နဲ့စိတ်ပြီးပြန်ပြီးတော့တင်ပေးလိုက်တယ်ပေါ့နော်အဲ့ဒါကတော့ကိုကဘန်ကောက်မှာပဲနေချင်းမိုင်မှာပဲနေဘယ်ဟာမဆိုပေါ့နော် booking ကနေရှာလိုက်လို့ရတယ် free cancellation ပါတဲ့ဟာဆိုလို့ရှိရင်ဘယ်ဟာမဆိုရတယ်ပေါ့နော်ဒါပေမဲ့သတိထားမှာတခုကvisa process က approve လုပ်ဖို့အတွက်3ရက်ကနေ5ရက်ထိကြာတယ်ဆိုကြာနိုင်တယ်ဆိုတဲ့အတွက်ကိုကချက်ချင်း document တင်ပေးချင်း booking ကို cancel ပြန်မလုပ်နဲ့ဒီသူ approve ကြမှာပေါ့နော်ဥမာလာထားလိုက်တော့အများဆုံးဆိုလို့ရှိရင်9ရက်လောက်မှ approve ကြမှာပဲ approve ကြပြီးမှပဲ booking တွေကို cancel ပြန်လုပ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တခါကြာရင်တို့ကစစ်နိုင်တယ်ပေါ့နော်အဲ့ကြောင့်ကိုက free cancellation ကိုလည်းဘယ်နေ့ထိရမှာလဲဆိုတော့တေချာကြည့်ထားပေါ့နော်နောက်မို့ဆိုလို့ရှိရင် free cancellation ကအမားတို့ဒိတ်ကစောနေလို့ရှိရင်ပေါ့နော်အမားတို့ approve မကြခင်စောနေလို့ရှိရင်ကြတော့အမားတို့ထည့်ထားတဲ့ကတ်ထဲကပတ်စံကဖြတ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့နောက်ပြီးတော့အမားတို့ bank statement ပေါ့နော်3လ bank statement အဲ့ bank statement ထဲမှာလည်းအမတို့ကဘတ်အနည်းဆုံး2000ပေါ့နော်ဒါမှမဟုတ်2000နဲ့ညီမျှတဲ့မြန်မာငွေပဲဖြစ်ဖြစ်စင်ကာပူဒေါ်လာပဲဖြစ်ဖြစ်ရှိရမယ်ပေါ့နော်အားလေးရှိတယ်တကယ်လို့ကိုမှဘန်မရှိဘူးဘန် statement ဘန်ထဲမှာလည်းပတ်စံမရှိဘူးဆိုလို့ရှိရင်ထားလိုက်ပါတော့ကိုအမျိုးသားနဲ့ရှောက်တာတို့ဘာလို့ဆိုလို့ရှိရင်အမှ sponsor letters တို့ဘာတို့ထည့်ပေးရတယ်ပေါ့နော်အဲ့ဒါလည်းသူတို့ website မှာရှိတယ်သွားပြီး download ချပြီးတော့ဒီတိုင်း sample လေးကြည့်ပြီးတော့ပေါ့နော်ဖြည့်ပေးလိုက်ရင်ရပြီဒါပေမဲ့တခုရှိတာကကိုအမျိုးသားရဲ့ bank statement ကိုသုံးမယ်ဆိုလို့ရှိရင်ကိုအမျိုးသားရဲ့ bank statement မှာကိုအတွက်ကောသူ့အတွက်ကောအားလုံးပေါင်းဘတ်4000နဲ့ညီမျှတဲ့ငွေရှိရမယ်အဲ့ဆိုလို့ရှိရင်တော့ဒါလေးတွေကတော့လိုအပ်တဲ့စာတမ်းလေးတွေပေါ့နော်ဒါလေးတွေအမတို့အရင်စုမယ်ဒီစာတမ်းတွေစုံပြီဆိုလို့ရှိရင်တော့အမတို့သူတို့ website လေးပေါ့နော်သူတို့ရဲ့ official website လေးကို visa apply လုပ်ဖို့အတွက်သွားမယ်ပေါ့နော်အဲ့ဒီမှာအမတို့ဒီ account ရှိလို့ရှိရင်တော့ account တစ်ခါတည်းတန်းဝင်လို့ရတယ် account မရှိလို့ရှိရင်တော့ account register လုပ်ရမယ်ပေါ့နော်register လုပ်ရတဲ့အချိန်မှာလည်းသူ first name တို့ family name တို့ဘာလို့ပေးထားတယ်အဲ့ဒါကိုအမတို့အဆင်ပြေတယ်လို့ထည့်လို့ရတယ်ပြီးလို့ရှိရင် nationality တို့ဘာကိုရေးပေးလိုက်လို့ရတယ်ပြီးလို့ရှိရင် email တွေဘာထည့်ပေးရမယ်ဒါတွေအကုန်လုံးကထည့်ရမယ်ပေါ့နော်ဘေးနားမှာ star အနီလေးတွေပါတယ်ဆိုတဲ့အတွက်ဒါတွေအကုန်လုံးကထည့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့နော်ဒီမှာဒီ password ပေါ့ဒီ password ကိုပေးတဲ့အချိန်ကြလို့ရှိရင်လည်းကိုကစာလုံးအကြီးသေးပါရမယ်ခဏန်းတစ်လုံးအနည်းဆုံးပါရမယ်ပြီးသင်္ကေတလေးတွေပါရမယ်ပေါ့နော်ပြီးရင်ရှစ်လုံးအနည်းဆုံးရှိရမယ်
password ထည့်လို့ရှိရင်တော့အဲ့လိုမျိုးလေး password ပေးလို့ရှိရင်တော့အဲ့လိုမျိုးလေးပေးရမယ်ပေါ့နော်ပြီးတော့ကို password ကိုလည်းတခြားမှတ်ထားပေါ့သူရဲ့အောက်မှာပေးထားတဲ့အကွက်ထဲမှာပေးထားတဲ့စာလေးတွေကိုအမတို့အောက်ကဒီ enter your code ဆိုတဲ့နေရာလေးမှာပြန်ပြီးထည့်ပေးလိုက်လို့ရှိရင်တော့ရပြီပေါ့နော်โอเคအဲ့ဒါလေးနှိပ်ပြီးဆိုလို့ရှင်တော့အမားတို့ကဒီပေါ့ကိုယ့်ရဲ့ email တွေကို verification link ရောက်လာလိမ့်မယ်ပေါ့နော် verification link ရောက်လာလို့ရှင် edit လုပ်ပေးရမယ် edit လုပ်ပြီးလို့ရှင်တော့ကိုယ့် account မှာ register လုပ်ပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှင်တော့အမားတို့ sign in ဝင်ပြီးတော့ email ထည့်မယ် password ထည့်မယ်သူရဲ့အောက်မှာပေးထားတဲ့အကွက်ထဲမှာပေးထားတဲ့စာလေးတွေကိုအမားတို့အောက်ကဒီ enter your code ဆိုတဲ့နေရာလေးမှာပြန်ပြီးထည့်ပေးလိုက်လို့ရှင်တော့ရပြီပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်အမတို့ account login ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ dashboard မှာအမတို့ထိပ်ဆုံးမှာတွေ့ရမယ် apply for a new visa ပေါ့နော်အဲ့ဒါကိုနှိပ်မယ်အဲ့ဒါကိုမနှိပ်ခင်မှာဒီမှာအရင်ဆုံးမြင်ရတဲ့ဟာကကြတော့အမတို့ recent incomplete visa application ဆိုအောက်မှာရှိတယ်လောလောဆယ်တော့အကွက်ကဘာမှမရှိဘူးပေါ့နော်အမှန်တကယ်တော့ကိုကဒီမှာ visa လေးတွေပြင်ဆင်ထားလို့ရှိရင်တော့အမကိုပြင်ထားတဲ့ visa လေးတွေတွေ့ရမယ်ပေါ့နော်လောလောဆယ်တော့အမဘာမှမရှိဘူးဆိုတဲ့အတွက်ကိုဒီမှာ visa အသစ် apply လုပ်ဖို့အတွက်ကို apply for a new visa ဆိုတဲ့ခလုတ်ကလေးကိုနှိပ်မယ်ပြီးလို့ရှိရင်တော့အမတို့ဒီလိုမျိုး form လေးတွေကြာလာမယ်ကြာလာတဲ့အခါကျလို့ရှိရင်အမတို့ကဒီပေါ့ visa apply လုပ်ဖို့အတွက်အမတို့အကျုံးဝင်လားပေါ့မဝင်လားဆိုတာကိုတစ်ချက်သူစစ်ကြည့်မယ်ပေါ့စစ်ကြည့်မယ်ဆိုတော့သူကအမားတို့ဒီမှာ box ကလေးတွေပေးထားတယ်နိုင်ငံကဘယ်နိုင်ငံလဲ travel type က document type ကဘယ် type လဲပေါ့နော်ကိုရွေးတဲ့နိုင်ငံပေါ်မူတည်ပြီးတော့သူကအောက်မှာ box ကလေးတွေထပ်ကြလာတယ်ဘာလေးလဲဆိုတော့လက်ရှိကအမားတို့ဒီပေါ့ current location ပေါ့နော်မြန်မာနိုင်ငံ country ရွေးတယ်ပြီးရင် current location ရွေးရတယ် current location ကအခုကိုလက်ရှိနေနေတဲ့နေရာပေါ့နော်မြန်မာဆိုလဲမြန်မာအမတို့ case မှာဆိုရင်တော့အမတို့က VNN မှာရောက်နေတဲ့အတွက် VNN လို့ရေးထားတယ်ပေါ့နော် Okay VNN မှာဆိုလို့ရှိရင်အမကဘာမှနေရလဲဆိုတော့အမကဒီဒါလက်မှာနေတာပေါ့ဒါလက်မှာနေတော့ तू ကဒီမှာဒီ apply add ဆိုတဲ့ဟာလေးမှာဒီအောက်ကbox ကလေးနှိပ်လိုက်လို့ရှိရင်အမတို့ဒီလိုမျိုး drop down လေးနဲ့ကြာလာအဲ့ချိန်မှာကိုနေတဲ့နေရာကိုရှာလိုက်တဲ့ချိန်မှာအမတို့က Hanoi အောက်ကိုရောက်နေတယ်ပေါ့နော် Royal Thai Embassy Hanoi အောက်ကိုရောက်နေတဲ့အတွက်ကိုအမအဲ့ဒါကိုရွေးပေးလိုက်တယ်ဒါကတော့ကိုကတခြားနေရာမှာဟိုချီမင်းတို့ဘာတို့ဒါနန်တို့ဘာတို့မှာနေလို့ရှိရင်တော့တခြားသူနဲ့သက်ဆိုင်တဲ့အောက်ကဟာကိုရွေးပေးရမှာပေါ့နော်ထိတ်ကဟာကိုရွေးပေးရမယ်ပြီးရင်အမတို့အောက်မှာကျတော့ purpose of visit ဆိုတာရှိတယ်အဲ့ဒီမှာကျတော့အမတို့ origin passport type ကိုရွေးပေးရတယ် travel document type ဆိုတာကတော့ passport type ပေါ့နော် passport မျိုးစားကိုယ့်ရဲ့ passport မျိုးစားပါလဲပေါ့အမတို့ကတော့ရိုး passport မျိုးစားပဲဆိုတော့ordinary passport travel document ပေါ့အဲ့လိုမျိုးလေးရွေးပေးလိုက်တယ် visa type ကကြတော့အမတို့ကဘာ visa လဲဆိုတော့ tourist visa ပေါ့နော်အဲ့လိုမျိုးလေးရွေးလိုက်တယ်ပြီးရင် purpose of visit လာပြီးတော့လဲပတ်တဲ့ရွေးချက်ပေါ့နော်အဲ့ဒါကတော့အမတို့ tourism ပဲရေးပေးလိုက်တယ်ရွေးပေးလိုက်တယ်ပေါ့နော်ပြီးတော့သူ number set entry အဲ့ဒါကလေအခုအမားတို့ကကြတော့ single entry ပေါ့နော် single entry ဆိုတာတစ်ခါပဲပုံလို့ရမယ်ခဏထွက်တာတော့လုံးလို့မရဘူးပေါ့နော်လောလောဆယ်တော့အမားတို့ single entry ပဲရှောက်ဖို့တယ်ပေါ့နော်အဲ့တော့ single entry ပဲရွေးလိုက်မယ်ဒီဟာလေးတွေကတော့အမနမူနာပြထားတာပေါ့နော်အမအတိုင်းလိုက်မလုပ်ပဲနဲ့လက်ရှိကိုယ့်ရဲ့ information ကိုဖြည့်ရမှာပေါ့နော်ပြီးလို့ရှိရင်အမတို့ next နေမယ် next နေလို့ရှိရင်အမတို့ဒီမှာ applicant information ဆိုတဲ့ဟာလေးတွေကြာလာမယ်အဲ့ဒီမှာဘာလေးတွေပါလဲဆိုတော့အမတို့ကိုသူက passport ကို upload လုပ်ခိုင်းတယ်ကိုယ့်ရဲ့ passport ဒီစာမျက်နှာလေးကို upload လုပ်ခိုင်းတယ်ပေါ့နော်ပြီးရင် upload လုပ်လိုက်တယ်ပြီးရင် photo ဓာတ်ပုံလေးကိုလည်း upload လုပ်ခိုင်းတယ်အဲ့လို upload လုပ်ပြီးတဲ့အချိန်မှာအောက်ကဒီမှာသူ့မှာ first name middle name family name ဆိုတာရှိတယ်အဲ့ဒီမှာအမတို့ကဒီ first name မှာပဲအမတို့ကနာမည်အပြည့်စုံထည့်လိုက်လို့ရတယ်ကျန်တဲ့ middle name နဲ့ family name မှာအမတို့ထည့်ကြမလို့ဘူးထည့်ခြင်းလည်းထည့်ပေါ့နော်ဒါပေမဲ့အမကတော့မထည့်ဘူးအဲ့ဒါလည်းအဆင်ပြေတယ်ပြီးအောက်ကဖုန်းနံပါတ် email address တွေထည့်ရမယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ဘေးနားမှာ star အနီလေးပါလို့ပေါ့နော်။ဘေးနားမှာ star အနီလေးပါတဲ့ဟာမှန်သမျှဖြည့်ရမယ်။ဖြည့်ရမယ်ဟာတွေပေါ့နော်။ပြီးရင်တော့ nationality ရွေးမယ်။ပြီးရင်တခြား passport ကိုင်ထားသေးလားပေါ့။ဆိုတော့အမကတော့ no ဖြည့်ထားတယ်ပေါ့နော်။ပြီးရင်ကို nationality ပဲပြန်ရွေးရမယ်ပေါ့။မွေးရရက်တွေပါတယ်ပြီးလို့ရှိရင်လက်ထပ်ပြီးသားလားအိမ်အောင်ကြပြီးသားလားအဲ့လေးတွေဖြည့်ရမယ်ပေါ့နော်။နောက်တစ်ခုကတော့အမတို့ travel document ပေါ့။ travel document မှာဆိုလို့ရှိရင်အမတို့ type ကတော့passport ကိုရွေးပေးရမယ်ပေါ့နော်ပြီးရင် travel document နံပါတ်အဲ့ဒီကောင်တွေကဖြည့်ပြီးသားများရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမခုန passport ကို upload တင်ထားတဲ့အတွက်ကိုသူမဒီမှာလာပြီးတော့ခဏလေးတွေကဖြည့်ပြီးသား auto ဖြည့်ပြီးသားဖြစ်တတ်တယ်ဒါပေမဲ့ကိုကစစ်ပေးရမှာပေါ့နော် travel document နံပါတ်ကမှန်လား date of issue စပြီးတော့passport ထုတ်ပေးတဲ့ရက်နဲ့ passport ကုန်ဆုံးမဲ့ရက်ကမှန်လားဆိုပြီးတော့စစ်ပေးရမယ်အဲ့ဒါမှန်လို့ရှင်ဟိုအောက်မှာ address information ရှိတယ်အဲ့ဒါကတော့ကိုရဲ့လိပ်စာပေါ့နော်လိပ်စာရဲ့ခါကိုမေးပြောထားတာပေါ့နော်အဲ့ဒီမှာaddress information ရှိတယ်အဲ့ address information မှာကြတော့ဒီအပေါ်ကဟာကိုအမားတို့အများတန်းလင်ရဲ့လိပ်စာဖြည့်ပေးရမယ်
ဥမာထားလိုက်တော့အမတို့အများကြီးနေတဲ့လိပ်စာဆိုလို့ရှိရင်မြန်မာနိုင်ငံကကိုယ့်ရဲ့နေရာလိပ်စာပေါ့နော်အဲ့တော့အဲ့ဒါကိုဖြည့်ပေးရမယ်ပြီးရင်ဟိုဒီမှာသူမေးတာရှိ is your permanent address same as your current address တဲ့အဲ့ဒါကဘာလဲဆိုတော့လက်ရှိနေထိုင်တဲ့ဟာနဲ့ကိုယ့်ရဲ့အမြဲတမ်းနေတဲ့လိပ်စာနဲ့အတူတူပဲလားပေါ့အမတို့ case မှာကျတော့အမတို့က Vietnam မှာနေတဲ့အတွက်ကိုမတူဘူးပေါ့နော်မတူဘူးဆိုတော့အမကတော့ no လို့ရေးပေးလိုက်တယ်ပြီးလို့ရှင်ကြတော့အဲ့ဆိုလို့ရှင်အောက်မှာဆိုထပ်ပေါ်လာတယ်ကိုလက်ရှိကိုနေတဲ့အိမ်ရဲ့လိပ်စာပေါ့နော်နိုင်ငံတွေပြီးရင်မြို့နယ်တွေထပ်ပြီးရွေးပေးရတယ်အဲ့ဒါထည့်ပေးတာနဲ့ဒီအောက်မှာကျတော့အမတို့ employment details ဆိုတာရှိတယ်အဲ့ဒါကတော့ကိုယ့်ရဲ့အလုပ်အကိုင်ကိုပြောတာပေါ့နော်ဒါကတော့ကိုယ့်ရဲ့အလုပ်အကိုင် information လေးထည့်ပေးလိုက်ပေါ့နော်ပြီးရင် next နေမယ် next နေပြီးလို့ရှင်အမတို့ကနောက်တစ်ခုကဘာဖြည့်ရမလဲဆိုတော့အမတို့ travel information လေးဖြည့်ရမယ်အဲ့ဒါကကိုရောက်မဲ့ date နဲ့ကိုပြန်ထွက်မဲ့ date နဲ့ပေါ့နော်ဥပမာထားလိုက်တော့ကိုကဒီထိုင်းနိုင်ငံကိုဧပြီလ1ရက်နေ့ရောက်မယ်ပြီးရင်ဧပြီလ30ရက်နေ့ပြန်ထွက်မယ်ဆိုလို့ရှင်အဲ့လိုလေးရေးပေးရတယ်ပေါ့နော်အဲ့ဒါတော့ကိုရက်60လောက်တွက်ပြီးတော့ပေါ့နော်ရွေးလိုက်ရွေးပြီးသူကအောက်မှာ duration of stay ပေါ့ကိုရွေးထားတဲ့ဟာကရက်ဘလောက်အတွင်းလဲဆိုတာကိုသူကရက်ဘလောက်လဲဆိုတာကိုသူပြန်ပြပေးတယ်ပေါ့နော်ကိုရွေးထားတဲ့ date ကလေးဟာလေးကိုပြန်ပြပေးတယ်ပြီးရင်နောက်ဆုံးထွက်ခွာရပါ last port of embarkation country or territory ပေါ့နောက်ဆုံးထွက်ခွာရနိုင်ငံပေါ့နောက်ဆုံးထွက်ခွာနိုင်ငံဆိုလို့ရှိရင်နောက်ဆုံးအမတို့နေခဲ့တဲ့နိုင်ငံကိုလက်ရှိနေတဲ့နိုင်ငံကိုပြောမှာပေါ့နော်အဲ့တော့အမတို့ကိစ္စမှာဆိုအမတို့က Vietnam လို့ရွေးပေးတယ်အဲ့ဒါကိုအမတို့က Vietnam ဘာနဲ့လာခဲ့ရလဲဆိုတော့အမတို့ကလေချောင်းလိုက်နဲ့လာခဲ့တာပေါ့နော်အကြောင်းမို့ A လို့ရွေးပေး A လို့ရွေးပေးလိုက်တယ်နောက်တစ်ခုကကျတော့ first arrival port in Thailand ဆိုတော့ Thailand မှာ Thailand လေးစိတ်ကိုမေးတာပေါ့နော်ဘယ်ကိုကဘယ်ကိုရောက်มาလဲပေါ့ကိုကဘယ်ကိုသွားมาလဲပေါ့ဘယ်နိုင်ငံဥပမာအမတို့ case မှာဆိုတော့အမတို့သူဝနာဘူမိ International Airport ကနေသွားมาဆိုတော့အဲ့ဒါလေးရွေးပေးလိုက်တယ်ပြီးတော့ mode of transport ကတော့အမတို့ဒီမှာ schedule commercial လေးပဲရွေးပေးလိုက်တယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ flight number လေးတွေထည့်မယ် flight number လေးထည့်ပြီးလို့ရှိရင်ဒီအောက်မှာအမတို့မေးတာတစ်ခုရှိတယ် Thailand ကို have you ever visited Thailand နဲ့ Thailand ကိုပေါ့နော်အမတို့လာလည်ဘူးလားပေါ့အဲ့ဒါတော့လာလည်ဘူးတဲ့တက်ကိုအမတို့ yes ပေါ့နော်ထည့်ပေးလိုက်တယ် have you ever applied for a Thai visa တဲ့အမတို့ကအရင်တော့ visa apply လုပ်ခဲ့ပြီးတော့ yes ထည့်ပေးလိုက်တယ်are you traveling as part of a tour group တဲ့အမအဲ့ဒါကတော့ tour group နေတဲ့သွားတာမဟုတ်ကိုယ့်ကို individual သွားတာပေါ့နော်အမတို့လင်းမြညောက်သွားတာဆိုတဲ့အတွက်ကို no ထည့်ပေးလိုက်တယ်ပေါ့နော်တော့အဲ့ဒါလေး yes no ပဲထည့်ပေးလိုက်တယ်ကျန်တာတွေကဘာ information မှသူထပ်ပြီးတော့မမေးဘူးပေါ့နော်ဒါလေးတွေပဲသူ tick ပေးလိုက်တယ်အဲ့ဒါနောက်တစ်ခုကကြတော့ဘာထပ်မေးလဲဆိုတော့အမတို့ထိုင်းမှာနေမဲ့နေရာကိုထပ်မေးတယ်အဲ့မှာဘာလို့ဘယ်မျိုးစားပေါ့နော် accommodation type ပေါ့hotel မှာနေမှာလား private property မှာနေမှာလား own property မှာနေမှာလားပေါ့ကိုကွန်ဒိုမှာနေမှာလားအိမ်မှာငှားနေမှာလား hotel မှာနေမှာလားပေါ့အဲ့တော့အမ hotel ရွေးလိုက်တယ်ပြီးလို့ရှိရင်ဒီ accommodation name ဆိုတာက hotel နာမည်ပေါ့နော်အဲ့တော့ခုနအမ booking မှာsample booking လုပ်ထားတဲ့ hotel နာမည်လေးထည့်ပေးလိုက်တယ်ထည့်ပေးလို့ရှိရင်အမသူ့ရဲ့ land number တို့မျိုးနယ်တို့ဘာလို့ထည့်ပေးလိုက်တယ်ပေါ့နော်ပြီးရင်အဲ့ hotel ရဲ့ phone number လေးထည့်ပေးလိုက်တယ်ပြီးရင်အမပမာနေဘယ်နေရနေမှာလဲပေါ့နော်အမ case မှာဆိုတော့အမကလည်းလက်ရှိပထမဆုံးပုတ်ထားတဲ့ဟာ3ရက်ပဲနေမယ်ဆိုတော့3ရက်ပေါ်ထည့်ပေးလိုက်တယ်သူက additional accommodation in Thailand ဆိုပြီးတော့ရေးထားတယ်အဲ့ဒါကိုဒီတိုင်းပဲ no ဆိုပြီးတော့ tick ပေးလိုက်ပြီးကြမှာပဲပေါ့နော်ဟို proof for accommodation မှာ upload လုပ်ကမှာအမတို့အဲ့ဒါထပ်ပြီးထည့်ပေးလို့ရတယ်ပေါ့နော်တကယ်လို့ကိုကအဲ့လိုထပ်မထည့်ပေးခြင်းလို့ရှိရင်လေဒီမှာ yes ဆိုလို့ရှိလို့ရှိရင်ကိုတဲမဲ့နေရတဲ့တောက်လျှောက်ပေါ့နော်လိပ်စာလေးတွေထည့်ပေးရမယ် no ဆိုလို့ရှိလို့ရှိရင်လည်းရတယ် yes ဆိုရင်လည်းထည့်ပေးရမယ်ပေါ့နော်အဲ့တော့အဆင်ပြေနှစ်ခုစုကြိုက်တယ်လို့လုပ်ပေါ့နော် okay ပြီးလို့ရှိရင်တော့မတို့အဲ့ဒါကို next နေမယ်ပြီးရတဲ့မတို့သူဘာတောင်းလဲဆိုတော့ဒီလင်းလက်မှတ် hotel booking နဲ့ဗန်စင်းတွေကို upload လုပ်ခိုင်းနေပေါ့နော်အဲ့တော့ဒီမှာကအမတို့ဟိုအပေါ်ဆုံးမှာ bio data page of passport or document travel document ဆိုတာကအဲ့ဒါအမတို့ကဖြည့်ပြီးသားဟိုထိတ်မှာကလေးကအဲ့ဒါ passport စာမျက်နှာကိုတောင်းတာပေါ့နော်အဲ့ဒါ passport စာမျက်နှာကအမတို့ဟိုထိတ်မှာကလေး upload လုပ်ပြီးသားဆိုတော့ upload လုပ်ဆရာမလို့ပြီးတော့ဓာတ်ပုံပေါ့နော်အောက်က photograph taken within the last 6 months အဲ့ဒီကောင်ကလည်းအမတို့ခုနဓာတ်ပုံကို upload လုပ်ပြီးသားဆိုတော့ကိုထည့်ကြမလို့ဒီအောက်က document indication current location အဲ့ဒါကလက်ရှိနေထိုင်တဲ့နိုင်ငံရဲ့ visa ကို upload လုပ်ပေးရမှာခုနမှပြောသလိုပဲအမတို့က Vietnam မှာနေတော့ Vietnam 3 လ visa လေးရတယ်အဲ့စာရွက်ကလေးကိုအမတို့ပေါ့နော်ဓာတ်ပုံလေးရိုက်ပြီးတော့ PDF ထုတ်ပြီးတော့ပို့ထည့်ပေးလိုက်ရင် PDF လုပ်ပြီးတော့ထည့်ပေးလိုက်ရင်ရပြီပေါ့နော်တကယ်လို့ကိုကဟိုဒီဓာတ်ပုံကို PDF ပြောင်းတာမသိလို့ရှိရင်လည်းအမဒီပေါ့နော်
ဒီနေရာဒီနောက်လေးမှာအမထည့်ပေးထားလိုက်မယ်ဒါမှမဟုတ်လည်းတခြားဗီဒီယိုလေးတစ်ခုအမလုပ်ပေးလိုက်မယ်ပေါ့နော်အဲ့ဒါအမကို comment မှာလာပြီးတော့မေးလို့ရပါတယ်ပြီးလို့ရှိရင် travel booking confirmation လေလက်မှတ်ကို upload လုပ်ခိုင်းတာလေလက်မှတ် file လေးကိုအမကိုထည့်ပေးလိုက်နံပါတ်5ကကျတော့ proof for accommodation အဲ့ဒါခုနမှပြောတာ Thai ပေါ့နော်ဒီ hotel booking ဟာတွေအဲ့ဒါကိုhotel booking confirmation file လေးတွေကိုအမတစ် file တည်းကိုပေါ့နော်တကယ်လို့ကိုက3ခုလောက်လုပ်ထားလို့ရှိရင်လည်း3ခုကိုပေါင်းပြီးတော့ PDF တစ် file လုပ်ပြီးလို့ရှိရင်ဒီမှာသွားပြီးတော့ upload လုပ်ပေးလိုက်ရင်ရပြီအဲကြောင့်မို့ဟိုရှိမှာတစ်ခုပဲရွေးရွေး3ခုပဲရွေးရွေးဒီမှာပြန်ပြီးလုပ်ကြတာဆိုတော့ကိုအမကတော့တစ်ခုပဲရွေးလိုက်တယ်ပြီးတော့မှကိုက3ခုဆိုရင်ဒီမှာ3ခုပြန်ထည့်လိုက်တယ်ပေါ့နော် file 3ခုကို hotel booking confirmation 3ခုကို file တစ်ခုအဖြစ်လုပ်ပြီးတော့ဒီမှာပဲထည့်ပေးလိုက်တယ်အဲ့လိုမျိုးလည်းရတယ်နောက်တစ်ခုကတော့ financial evidenceအဲ့ဒါကတော့အမတို့ bank statement ပေါ့နော်ကို bank statement ပြမဲ့ဘဏ်ထဲမှာဘဏ်ဝင်2000နဲ့ညီမျှတဲ့အမောက်ရှိရမယ်ကိုကဘဏ်မရှိဘူးကိုအမျိုးသားတို့ဘာတို့ဆိုလို့ရှိရင်တော့ sponsor letters ပေါ့နော်ကိုသားသမီးတို့ဘာတို့ဆိုလို့ရှိရင်လည်းကိုအဖေအမေရဲ့ဘဏ်အကောင့်နဲ့ဆိုလို့ရှိရင်လည်း sponsor letters လေးနဲ့အဲ့ဒါကိုလည်း bank statement ရော sponsor letters ကိုနှစ်ခုပေါင်းပြီးတော့ file အနေနဲ့ဒီမှာထားပြီးတော့ upload လုပ်ပေးရမယ်ပေါ့နော်ပြီးရင်တော့အမတို့ဒန်းကိုနှိပ်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အမတို့ဒီ page ကလေးကိုပြန်ပြီးရောက်လာတယ်ဒီ page မှာကြတော့အမတို့ဗာမြင်ရလဲဆိုတော့အမတို့ visa ပြင်ဆင်ထားတဲ့ list ကလေးတွေမြင်ရတယ်ဒီမှာဆိုလို့ရှိရင်အမနှစ်ခုပြင်ဆင်ထားတယ်ပေါ့နော်အဲ့ဒီနှစ်ခုပြင်ဆင်ထားတဲ့ list ကလေးမြင်ရတယ်အဲ့လေးတွေကိုအမတို့ကဒီ ready to submit ဆိုတဲ့ဟာလေးကိုရွေးလိုက်လို့ရှိရင်ကြတော့ဒါအမတို့ file ပေါ့နော် complete ဖြစ်သွားပြီပြည့်စုံသွားပြီဆိုတဲ့ဟာလေးကိုအမတို့ list ကလေးကိုမြင်ရတယ်အဲ list ကလေးကိုမြင်ရလို့ရှိရင်ကိုရှောက်ချင်တဲ့ဟာလေးပေါ့နော်ဒီ down လေးမှာ tick ကလေးရှိတယ်အဲဟာလေးကိုချက်လိုက်ချစ်ပြီးလို့ရှင်ဟိုးတောင်းတာလေးမှာအမတို့ proceed to payment ဆိုတဲ့ခလုတ်ဝါလေးရှိတယ်အဲ့ဒါကြတော့အမတို့ဒါပတ်စံပေးတော့မယ်ပေါ့နော်အဲ့ခလုတ်လေးနှိပ်လိုက်နှိပ်ပြီးလို့ရှင်အမတို့ဒီလို page ပေါ်လာလိမ့်မယ်ဒီလို page ပေါ်လာတဲ့အချိန်မှာ तू ကဒီ visa fees ကနိုင်ငံအလိုက်ပေါ့နော်ကွာခြားမှုရှိတယ်အခုအမတို့ဗီယက်နမ်ကဆိုတဲ့အတွက်ကိုအမတို့ USD ပေါ့နော်40လောက်ပေးရတယ်ဒူဘိုင်းတို့ဘာလို့ရှောက်မှဆိုလို့ရှင်ဈေးကြီးရတယ် USD 100လောက်လာမသိဘူးပေးရတယ်အဲ့တော့ तू ကဒီမှာအမတို့ US fees ပြရတယ်ပေါ့နော်အဲ့ဒါအမတို့ဒီတောင်းမှာရှိတယ်အဝါခလုတ်ပေါ့နော် pay now ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်တော့အမတို့ payment page ကလေးကိုသွားလိမ့်မယ်အဲ့ဒါတော့ security reason အရအမပြပေးလို့မရဘူးပေါ့နော်အဲ့ဒီမှာတော့ဘာလဲဆိုတော့ခါတိုင်းပုံစံအတိုင်းပဲကတ်နံပါတ် expire date CVV code ပြီးလို့ရှိရင်name on the card ပေါ့နော်card မှာပါတဲ့နာမည်ပေါ့အဲ့ဒါလေးတွေဖြည့်တယ်ဖြည့်ပြီးလို့ရှိရင်အမတို့ပတ်စံပေးလိုက်ရုံပဲအဲ့ဆိုလို့ရှိရင်သူပတ်စံကဖြတ်သွားလိမ့်မယ် payment confirmation receipt ကိုလည်းအမားတို့ရဲ့ email ထဲကို9မိနစ်အတွင်းပို့ပေးလိမ့်မယ်ပေါ့နော် okay အဲ့ဒါဆိုပြီးလို့ရှိရင်တော့အဲ့ဒါအမားတို့ဒီ page ကိုပြန်ရောက်လာတယ်ပေါ့နော်ဒီ manage visa application page ကိုပြန်ရောက်လာတယ်အဲ့ဒီမှာအမားတို့ status ရှိတယ်အဲ့ status ကကြတော့အမားတို့ဒီမှာ payment ဆို payment processing ဆို processing ဆိုပြီးတော့ပြထားတယ်ပေါ့နော်ကိုက detail ကိုကြည့်ချင်လို့ရှိရင်လည်း whole take နာကဒီလို file ပုံစံလေးကိုသွားနှိပ်လိုက်လို့ရှိရင်အမား detail လေးတွေ့ရတယ်အမားလည်းသွားပြီးကြည့်လို့ရတယ်okay ဒါကတော့အမတို့အဲ့လိုဖြစ်တဲ့အချိန်မှာပေါ့နော်သူက status ကလောလောဆယ် processing ပဲဖြစ်နေလိမ့်မယ်ဖြစ်နေတဲ့အချိန်မှာအမ case မှာဆိုလို့ရှိရင်2ရက်မြောက်နေမှာပေါ့နော်အမကိုဒီ document ထပ်ပြီးတော့တောင်းတယ်ဘာ document တွေတောင်းလဲဆိုတော့financial evidence ပေါ့နော်bank statement ဟာထပ်တောင်းတယ်ပြီးရင်ရက်60နေမဲ့ accommodation ပေါ့နော်ဟုတ်ကဲ့ hotel booking ပေါ့ထပ်တောင်းတယ်အမကြတော့ပထမဘန်ကောက်မှာ3ရက်ပဲနေမဲ့ဟာကိုပြတယ်ဆိုတော့သူရက်60လုံးနေမဲ့ဟာကိုပေးပါဆိုပြီးထပ်တောင်းနေပေါ့နော်အဲ့လိုတောင်းလို့ရှင်ကြတော့အမတို့သူ့ website ကိုဝင်လိုက်သူ့ website ကိုဝင်ပြီးလို့ရှင်အမဒီ manage visa application မှာဒီ view detail ကိုကြည့်လို့ရှင်အမတို့သူတောင်းထားတဲ့ file လေးကို upload လုပ်ပေးပါဆိုပြီးတော့တွေ့ရတယ်အဲ့ကြလို့ရှင်အမတို့ကခုနလိုမျိုးပဲ file လေးတွေကိုသူ့ဟာနဲ့သူ upload လုပ်ပေးလိုက်အဲ့အချိန်မှာအမ submit လုပ်လိုက်တယ် submit လည်းလုပ်ပြီးပါတော့နောက်ရလဲကြာရောapprove ကြလာတယ်ပေါ့နော်အဲ့တော့အားလုံးပေါင်း working day ပေါ့နော်3ရက်ပဲကြာတယ်သူ approve ရတဲ့အခါကြာလို့ရှင်တော့ကိုက email မှာဒီလိုမျိုး approve ဆိုတဲ့ email လေးရလာတယ်ပေါ့နော်ဒါဆိုလို့ရှင်တော့မတို့ဒီ visa application approve ဖြစ်သွားပြီပေါ့နော်ကိုကထိုင်းနိုင်ငံကိုသွားမယ့်အချိန်ကြာလို့ရှင်အဲ့ visa လေးကို print ထုတ်သွားပေါ့နော် okay အဲ့ဆိုလို့ရှင်တော့ Thai tourist visa ပေါ့နော်2လလျှောက်တာတော့ဒီတိုင်းပဲလိုက်ချလို့ရှိရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်တကယ်လို့ကိုကဒီ hotel booking sample လေးတွေပြီးလို့ရှိရင်ဘယ်လိုလုပ်ကလဲဘယ်လိုယူရလဲပေါ့နော်ပြီးရင်ဒီ passport photo လေးတွေဘယ်လိုရိုက်ကလဲဆိုတာကိုမသိလို့ရှိရင်အမအောက်မှာ comment ပေးတာခဲ့လို့ရတယ်အားလေးကိုအမလုံးဝ logo ရှင်းပေါ့နော် short video လေးလုပ်ပေးမယ်ပေါ့နော်လက်ရှိတော့အကောလုံးသိရထင်လို့ပေါ့နော်အမလုပ်တော့မလုပ်ပေးထားအောင် okay အဲ့ဆိုလို့ရှိရင်တော့အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်ပြီးတော့တွေ့ပါမယ်အားလုံးပဲ bye bye